Hello, welcome back again. Teacher week ma 55 to 57. Draw how much right? So let's start. Consider a circle ကလေးမကြိုက်တဲ့ geometry ဘိုင်းနေမြင်ရပါတော့မယ် Consider a circle with center O and 1 centimeter long radius တဲ့အဲ့တော့ circle တစ်ခုရင်ဆွဲမယ် Okay. Let P be a point outside this circle. Outside the circle, this P. The tangent line from P to the circle. Tangent line from P to the circle. Tangent. Meet the circumference in 2 points A and P. We know that the area of PAOB. What's that? No? Have a bit of material. Equal to root 3. What is the distance between P and O? That's what we have. P over me. Okay. အဲ့တော့ဒါကိုဘယ်လိုတွက်မလဲဆိုပေးထားတာကတော့နှစ်ချက်ရှင်းတယ် radius က1 cm ဆို OA တို့ OB တို့က1ဒါမြင်မယ်နောက်ပြီးတော့ area of PAOB area of PAOB က √3 ဘယ်နဲ့ပေးထားနှစ်ခုရှိရပေါ့နော်နှစ်ခုပေးထား so area of PAOB ကိုလိုချင်တယ်ဆိုလို့ရှိရင်တေချာလေးကြည့်လိုက်လို့ရှိရင်အဲ့ဒါက area of triangle PAO နဲ့ area of triangle PPO နဲ့ပေါင်းထားတယ်လို့မြင်မယ်လို့ဒီချက်ထင်ပါတယ်နော်အဲ့တော့ထပ်ပြီးတော့ကြည့်မယ်ဆိုရင် PAO နဲ့ PPO နဲ့ကဒီချက်တို့တူတူပဲ congruent ထပ်တူကြီးရယ်ဘယ်လိုသိမလဲဒီချက်တို့ရဲ့ပုံကိုကြည့်လို့ရှိရင် OP perpendicular to PP OA perpendicular to PA radius always perpendicular to tangent ဒါသိနေ so ဒီနှစ်ခုကထောင်းမှန်နေ so ထပ်တူညီဖို့ဆိုဒီချက်တို့ P equal to P ကိုနှစ်ဖက်ဒီချက်အပြည့်စုံတော့မရတော့ဟိုဘက် triangle မှာရောဒီဘက် triangle မှာရော P ကိုပါတယ် common side မြင်လားမသိပြီးရင် PA equal to PP tangent လေဒီချက်တို့အပြင် point ရနေပြီးတော့ triangle ပုံကို tangent ဆိုရင်အဲ့ဒါကအမြဲတမ်းညီရယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီချက်တို့ဒေါင်းမှန်ကန်အနားနဲ့ကြံအနားတစ်ဖက်ညီသွားပြီအဲ့ဒါဆို RHS ပဲ congruent ဖြစ်တယ်လို့ပြောလို့ရတယ်။ Okay နော်အဲ့လိုမှမဟုတ်လဲဒီမှာ OA တို့ OB တို့လည်းညီပါတယ် radius နှစ်ခုပဲအဲ့ဒါကြီးလည်းမြင်နေရတာပဲနော်ဘယ်ဟာနဲ့သုံးတော့ထပ်တူညီနေတာအတိအတိုင်းအဲ့ဒါကြောင့်ဒီချက်ကဒီအောင်လေးမှာဆက်ရေးမယ် so 2 into area of triangle PA ကို equal to √3 လို့ဒီချက်ရေးချင်ပါတယ်ဒီမှာ so area of triangle PAO equal to 3/2 ပါ area of triangle PAO နေရာမှာဒီချက်ပါထည့်လို့ရလဲဆိုတော့နှစ်ပိုင်းတစ်ပိုင်းအမြောက်အခြေအမြောက်အမြင့်တစ်ခုက1တစ်ခုကမသိရအောင်က PA ပါအဲ့တော့ကြည့်လိုက်လို့ရှိရင် PA equal to √3 ဖြစ်ပါတယ်အဲ့တော့1ရယ် √3 ရယ်ဒီချက်တို့ဒေါင်းမှန်ကန်နာသိချင်ရင် Pythagoras theorem သုံးပြီးတော့ပြန်ပြီးတော့တွက်လို့ရတယ်ထုံးစံအတိုင်းPO square equal to PA square plus OA square but အဲ့လောက်ထိမသွားတော့ဘူးဒီချက်တို့အမြဲတမ်းဒီပုံစံပြပြနေကြဒါက30 60 right triangle special triangle ထဲမှာပါတယ်အနာချိုးက1 to √3 သိပြီးသားတောင်းမှန်ကန်အနာက2အဲ့ဒါအကြောင်းချက်တို့ပြီးမှာ2ဆိုပြီးတော့တန်းသိပါတယ်မသိတဲ့လူကတွက်ကြည့်လို့ရတယ်သိတဲ့လူကတော့ပုံမြန်တာပေါ့သိတဲ့နဲ့ခဏခဏပြောတယ်30 60 right triangle 45 45 right triangle special triangle တွေပါဒီခုလောက်ထားပါ so anyway PO is equal to 2 ဖြစ်ပါတယ် so another circle but this time semicircle ပေါ့နော်စပြီ from the semicircle with diameter 80အဲ့တော့ okay ဒီချက် semicircle ဆိုရတော့နည်းနည်းအခက်အခဲလေးရှိတယ် circle လေးပဲပြန်ဆွဲပြီးတော့အောက်ကဟာကိုပြန်ဖြတ်ပေးမယ်နော် diameter AB ပါဒါ2 cm ရှိပါတယ်စင်တာက O ပါ
စီမီစာကဆိုတော့ဒီရောက်တခြားမပါဘူးလို့မျက်လုံးထဲမှာကိုလေးမြင်ရကြည့်ပြထားဒီချက်ကိုဒီချက်အပြည့်ပဲဆိုမယ်ပြီးရင်လည်းဒါပြန်ဆွဲစရာကိစ္စရှိတယ် okay so ဒီ semicircle of the diameter AO is removed ဆိုတော့လေသူဖယ်လိုက်ချင်တာကဒီနားကဟာလေ diameter AO နဲ့ semicircle တစ်ပိုင်းကိုဖယ်လိုက်မယ်အဲ့တော့ပုံမှန်မြင်ရမှာကအကျက်ဆွဲပြလို့ရှိရင်ဒီချဲတို့တွေဒီလို AB မှာAO အဲ့ဒါယူကျန်တော့အပေါက်ကြီးဖြစ်သွားတယ် okay နော်အဲ့လိုအရင်ပြောထားတာ the figure of day is then rotated around AB အဲ့တော့လေဒီ semicircle ကို rotate လုပ်လိုက်ရင်ဘာရမလဲဆိုတာသိရမယ် sphere ထွက်တယ် rotated around AB ဆိုဒီချဲတို့ထားပါတော့ဒီချဲတော့ဒီနားမှာဖုံးရှိရောဖုံးတဲ့အတွက်ဒီလိုပုံစံကနေ AB around AB ဒီပုံစံအတိုင်း rotate လုပ်လိုက်မယ်ဆိုလို့ရှိရင်ထွက်လာမှာက sphere ကြီး okay နော် sphere ပဲမဲ့ဒီနားကြီးကပေါက်နေမှာအဲ့တော့မြင်အောင်ပြရရင်ထွက်လာမယ် sphere ကအဲ့နားမှာအပေါက်ကြီးနဲ့ okay အဲ့တော့မှရလာတဲ့ volume of solid obtain ကိုရှာခိုင်းတာတဲ့အဲ့တော့ volume of solid obtain ကိုဝင်ခြင်းရင်ရှင်းပါတယ်sphere အကြီးရဲ့က sphere အငယ်ကိုနှုတ်လိုက်ဒါပဲအဲ့ဆိုအပေါက်ဖောက်ပြီးသားဖြစ်သွားမယ်ကျန်တဲ့ဟာရမယ် so တွက်ကြည့်အောင်အဲ့တော့ lash ထဲက small ကိုနှုတ်လိုက်လို့ရှိရင်ရမယ် lash က 4/3 by သူ့ရဲ့ r က diameter က2ဆို r က1နောက်တစ်ခု 4/3 by small ကကြသူက AO ဆိုတော့ diameter ကမှ1ဒါဆိုရင် radius က 1/2 so 4/3 by minus 4/5 by ဒါက8 5/6ပေါ့နော်အဲ့တော့ဒါလေးကိုနည်းနည်းပြ8/6 minus 5/6 so 7/6ဖြစ်ပါတယ်centimeter cube volume ဆိုတော့ကြတော့ sphere ရဲ့ volume formula ရရပါမယ်ခဏခဏချဲလို့သုံးရပါတယ်ပုံလေးမျက်လုံးနဲ့မြင်ရပါမယ်ဒါမှတော့လို့ရမှာပါ okay နောက်တစ်ပုဒ်သွားရအောင် A7 okay ပုံလေးအများကြီးမြင်တော့မှာတော့လွယ်တာပြန်ရောက်ပါပြီ Which of the following statement is true true ဖြစ်မဲ့ဟာမေးတယ် polynomial POH ရှိတယ် degree 3 GOH ရှိတယ် also degree 3နှစ်ခုလုံး with real coefficient where POH is not equal to Q of H POH နဲ့ Q of H ကမတူဘူးလို့ရှင်းလို့ပြောထားတယ်တကယ်လို့တူလို့ရှိရင်0ဖြစ်သွားနိုင်လို့လေအပေါင်းနှုတ်လုပ်လိုက်တဲ့အခါမှာအဲဒါကြောင့်သူတစ်ချက်တော့ not equal ဆိုပြီးပြောထားတယ် so POH နဲ့ GOH နဲ့ပေါင်းရင် degree ဘယ်လောက်ရမလဲမြောက်ရင် degree ဘယ်လောက်ရမလဲလို့သူကပြောချင်တာ so ပေါင်းရင် share စလိုက်ဆိုပြီးတော့ POH ကလည်း example ပေးပြမယ် 2h2 plus ဒါ example เนาะ 2h2 plus 7h minus 6 2 of x ထားပါတော့ 3h2 minus 5ပဲထား degree 3နဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ထွက်မလဲ degree 3ပဲထွက်မှာလေ 2 of x plus 2 of x ဆိုရင် 5h2 plus 7h minus 11ပေါ့ degree က3ပဲ but ခဏစဉ်းစားကြည့် what if ဒီနေရာမှာ Q of x ကဒီလိုပေါ့ပဲနဲ့ minus 2h2 plus 5ဆိုရင်ရောဒါဆိုပေါင်းလိုက်တဲ့အခါမှာဒီချေတော့ဒီမှာ 2h2 နဲ့ minus 2h2 ကကြေသွားတော့ 7h minus 1ဆိုပြီးရတယ်ဒါဆို degree က3ထက်ငယ်သွားပြီဟုတ်တယ်နော်ငယ်သွားနိုင်ခြေရှိတယ် cancel ဖြစ်သွားနိုင်ခြေ so ဒီမှာကြည့်လိုက်လို့ရှိရင် POH plus QOH degree less than equal to ရ e အရှိကပေါ်နေနော်နောက်တစ်ပိုင်းမလို့တော့ဘူး but သေချာအောင်ထပ်ကြည့်မယ်အခုဒီအောင်မှအမြောက်ပဲထားပါတော့ POH နဲ့ QOH ကအမြောက်ဆိုရင်12ဖြစ်သွားမှာက minus 4h power 6နောက်မှသူကဆက်ရှိဘယ်လောက်ကတော့ချင်မပြောတော့ဒါပေမဲ့သေချာတာ degree က h power 6ဒါကြောင့်ဒီချေတို့ grade 6ဆိုပြီးရေးထားတော့ okay ပဲ e ပဲเนาะဒါဆိုရင်
example လေးပြလိုက်တော့ပုံမြင်မယ်ထင်ပါတယ် so that's all for today ပါကျန်တို့ next week ကျမှပြန်တွေ့ကြပါမယ် bye bye